full makeup တွေလိမ့်ပြီးသွားရင်တပိတ် cleansing လုပ်တဲ့အခါမှာအဆင့်ဆင့်တွေလုပ်ရလို့စိတ်ညစ်နေတဲ့အသေးတွေရှိလားအဲ့ဒါဆိုရင်မင်ကဒီ combo လေးနဲ့မိတ်ဆက်ပေးပါမယ်မင်းသုံးနေတဲ့ combo လေးပေါ့နော်ဒီ lab လေးက cleansing water လေးကိုသုံးပြီးတော့မှဒီ lab လေးကဒီနည်းနဲ့တစ်လေးနဲ့တွဲပြီးတော့မှသုံးတယ်ပေါ့နော်အဲ့ဒါဒီ combo ကိုဘာလို့ကြိုက်တာလဲဆိုတော့ခါကျတော့ကဒီ lab လေးကဒီပတ်ထိုက်မှမဟုတ်ဘူးဒီ lab လေးကဒီ cleansing water တွေကတခြား cleansing water တွေထက်ကိုသူက cleansing ကောင်းကောင်းလေးလုပ်ပေးနိုင်တယ်မင်းဆိုရင် makeup တွေလိမ့်တဲ့ခါမှာဒီလို eyeliner တွေmascara တွေon ထားတဲ့အချိန်တွေမှာဆိုရင်ပေါ့နော်တော်တော်ကြီးကိုအဆင်ပြေတယ်ခါတိုင်း daily ဆိုရင်လည်းတော်တော်ပြောင်းတယ်ပေါ့နော်ဒီဟာဆိုရင်2ခါလောက်3ခါနဲ့လုံးဝပြောင်းရှင်းလင်းกว่าတိလားသူ့ရဲ့ leverage ကဒီ cleansing water လေးအရင်သုံးလို့ကောင်းတယ်ပြီးတော့သူ့ရဲ့ဒီ found ပေါ့နော် leverage ကဒီ found လေးအရင်သုံးလို့ကောင်းတယ်တိလားသူ့မှာလေဒီမှာ brush ပါပြီးသားအဲ့ဒါဆိုတော့တာမန် daily နေ့တွေမှာ skin care only ပဲသုံးတယ်ဆိုရင်တောင်မှဒီ brush နဲ့ double cleansing လုပ်ချင်ဘူး cleansing water တော့ပိုပြင်းနေတယ်ဆိုရင်တော့ဒီ brush နဲ့လုံးဝ cleansing နိုင်တယ်ကွာတိလားဒီ leverage ကဒီ purple found ကတော့အရင်အကြိုက်များတယ်မင်းတို့ဆိုင်မှာဆိုလည်းအရင်ကြိုက်များတယ်သုံးပြီးတဲ့လူတိုင်းလည်းအရင်ကြိုက်များတယ်ပေါ့နော်သူက cleansing water လုပ်လို့မင်းတို့ full makeup တွေလိမ့်တဲ့အခါမှာ cleansing water သုံးလို့ထပ်ပြီးတော့မှမပြောင်းဘူးဆိုရင်တော့မှသူ့ရဲ့ဒီ purple လေးအများကြီးပဲသုံးစရာမလိုဘူးဒီလိုလေးပဲဒီလိုလေးပဲညှိချလိုက်မယ်ပေါ့နော်အဲ့ဒါလေးကိုမှမျက်နှာအနှံ့ပုတ်ပေးလိုက်တာနဲ့ဆိုမှလုံးဝပျောက်စင်သွားတယ်ပေါ့နော်ဒီဟာလေးဆိုရင်မင်းတို့ဆိုင်မှာအရင်အကြိုက်များတယ်သုံးလို့လည်းကောင်းတယ်သူ့ရဲ့ဒီ brush ကအသားလေးကလေလုံးဝဟိုမှာ isan เนี่ยအဲ့ဒါဆိုတော့နေ့တိုင်းသုံးလဲမျက်နှာကို irritation တွေမဖြစ်စေဘူးနော်မျက်နှာချွေးပေါက်ကျတာတွေဘာတွေမဖြစ်စေဘူးတခြား brush တွေဆိုရင်တော့ကျန်းတာတွေကြောင့်မို့လို့ချွေးပေါက်ကျတာတွေဘာတွေဖြစ်စေတာပေါ့နော်ဒီကောင်ကကြာလုံးဝကို isan နေတဲ့ဟာလေးမို့လို့ချွေးပေါက်ကျတာတွေမဖြစ်စေဘူးပြီးတော့အဲ့ခါတိုင်းပုံမှန်ဆိုရင်မင်းကဘာသုံးလဲဆိုရင်full makeup တွေလေးနဲ့ခါမှာ cleansing wine တွေ cleansing band တွေထပ်ပြီးမှသုံးရတယ်ပြီးမှ cleansing water သုံးပြီးမှမျက်နှာဒါတော့မှတိတ်ပြောင်းကျင်တာမဟုတ်ဘူးနော်ပြောင်းကျင်တာမဟုတ်ဘူးပေါ့နော်အခုတော့ဒီ combo လေးသုံးနေတာကအရင်ဟိုမှာအဆင်ပြေပါတယ်ဒါမင်းသုံးနေတာလေးအရင်အဆင်ပြေတဲ့အတွက်ကြောင့်မို့လာပြီးပြောပြတာပါ full makeup တွေအများနဲ့ on နေရတဲ့သူအလုပ်လုပ်နေရတဲ့သူ full makeup လိမ့်တာကြိုက်တဲ့လူဆိုရင်တော့ဒီ combo လေးစမ်းသုံးကြည့်ဖို့တော့မင်းက recommend လုပ်ပါတယ်မင်းအကြိုက်ဆုံးလေးဖြစ်နေလို့ပါကျေးဇူးတင်ပါတယ်